ရဲ့မွေးထားလေမြတ်တော်လို့လွမ်းတီတကမှဖြစ်ရအောင်နဲ့ဖြစ်လန်းလို့လာမီတော်ရောင်ဝီစီတို့တုံးလေးရောင်ပြောကဝိညာဉ်လေးရှိသည်ဓမ္မရဏတွေတည်မြဲမွေးတယ်ကျွန်တော်ချစ်တယ်မွေးထားလေတော်ကြီးတွေအောင်စင်ကြီးလေးနဲ့ချမ်းရှိပြောင်းမြူသည်မဆာကလွန်ရောက်လို့ကျွန်တော်ရောက်ပြန်လာမည်စင်မပြည့်လွန်လို့တမီရဲ့ရွာသူရောက်ကူပြန်လာမည်နေဝင်းရင်စီတော့ရောက်ရင်ပြုံးမီလေးများစုပုံလူကြီးရောကကြောင်းတော့သွားကပန်းချီမြည်ရည်ချမ်းတို့နေကလူပူဇော်ဖွမြော်ကြသည်ပညာရောင်ချင်းကြောင်းတော်ကြီးသည်နတ်ပုံနဲ့တပွဲခံလာပြီသည်ရောအင်းချက်ဒီချုံမနေသည်ဆိုရသလားနေကြီးဆရာတော်ဝီဆရာရဲ့ဓမ္မသံတရားဝိစာသည်ကြောင်းလုံးနဲ့ဆလုံးညီညာသည်ခွန်ကြီးနဲ့ဝဝင်းကြသည်ကိုရွေတဲ့အပြုံးများရှိတယ်ကျွန်တော်ချစ်တယ်မွေးထားလေစမပြတ်လည်းတမီးရဲ့ရွာတို့ရောက်ပြန်လာမည်ကျွန်တော်ရဲ့မွေးထားလေမြတ်တော်လို့လွမ်းတီတကမှဖြစ်ရအောင်နဲ့ဖြစ်လန်းလို့လာမီတော်ရောင်ဝီစီတို့တုံးလေးရောင်ပြောကဝိညာဉ်လေးရှိသည်ဓမ္မရဏတွေတည်မြဲမွေးတယ်ကျွန်တော်ချစ်တယ်မွေးထားလေတော်ကြီးတွေအောင်စင်ကြီးလေးနဲ့ချမ်းရှိပြောင်းမြူသည်မဆာကလွန်ရောက်လို့ကျွန်တော်ရောက်ပြန်လာမည်စင်မပြည့်လွန်လို့တမီးရဲ့ရွာသူရောက်ကူပြန်လာမည်နေဝင်းရင်စီတော့ရောက်ရင်ပြုံးမီလေးများစုပုံလူကြီးရောကကြောင်းတော့သွားကပန်းချီမြည်ရည်ချမ်းတို့နေကလူပူဇော်ဖွမြော်ကြသည်ပညာရောင်ချင်းကြောင်းတော်ကြီးသည်နတ်ပုံနဲ့တပွဲခံလာပြီသည်ရောအင်းချက်ဒီချုံမနေသည်ဆိုရသလားနေကြီးဆရာတော်ဝီဆရာရဲ့ဓမ္မသံတရားဝိစာသည်ကြောင်းလုံးနဲ့ဆလုံးညီညာသည်ခွန်ကြီးနဲ့ဝဝင်းကြသည်ကိုရွေတဲ့အပြုံးများရှိတယ်ကျွန်တော်ချစ်တယ်မွေးထားလေစမပြတ်လည်းတမီးရဲ့ရွာတို့ရောက်ပြန်လာမည်